ကမ္ဘာအမြန်ဆုံးကြည်တံရထားကြီးပေါ်မှာရဲစက်လာတဲ့လူသက်သမား9ယောက်ဟာမတင်မဖက်အတူတူဆုံမိသွားတဲ့အခါဘာတွေဆက်ဖြစ်ကြမှာလဲတယောက်နဲ့တယောက်မတူညီတဲ့ရည်ရွယ်ချက်ကိုစီနဲ့ရထားပေါ်ရောက်လာကြပေမဲ့တကယ်တော့သူတို့အားလုံးရဲ့နောက်ွယ်မှာကြိုးကင်နေတဲ့ကြက်သီးမွေးညင်းထားစရာလေးဝက်ချက်တစ်ခုရှိနေပါတယ်ဘာလို့ပဲလို့အမြဲတမ်းကန်ဆိုးတတ်တဲ့လူသက်သမားလေးလေဒီဘက်တယောက်ရောသူ့ထက်တန်ယိုတွေနဲ့ပြည့်နေနေတဲ့ဒေမင်းတမန်ရထားကြီးပေါ်ကနေအသက်ရှင်လျက်ပြန်ဆင်းလာနိုင်ပါမလားအားလုံးပဲမင်္ဂလာပါခင်ဗျာ The Side Recap ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခဏမှာတော့ Action ဟာတာနဲ့အမိုက်ဆလက်ကွက်တွေအပြည့်ပါဝင်တဲ့ Bullet Train ဆိုတဲ့ဇာတ်ကားကိုခုပဲစတင်လိုက်ကြရအောင်နော်ဇလန်းရဲ့အစမှာတူတူမျိုးရဲ့ညချူခင်အလှပတွေနဲ့တူလမ်းမပေါ်မှာလမ်းလျှောက်လာရင်ဖုံးပြောနေတဲ့လူတစ်ယောက်ကိုမြင်တွေ့ရမှာပါသူကတော့ Lady Bird လို့နာမည်ဝက်ပေးထားတဲ့လူသက်သမားတစ်ယောက်ဖြစ်ပါတယ်သူကအရင်လိုလူသက်ရတဲ့အလုပ်ကျန်းတွေကိုစိတ်ကုန်နေပါပြီသူကဘယ်အလုပ်ပဲလုပ်လို့အမြဲတမ်းကန်ဆိုးတတ်တဲ့သူတစ်ယောက်ဖြစ်ပြီးသူနဲ့ပတ်သက်မိသူတိုင်းမမျှော်လင့်မဲ့တည်ဆုံးသွားတယ်လို့သူ့ကိုယ်သူကန်ဆိုးဆုံးလူလို့ခံယူထားပါတယ်ခုချိန်မှာတော့သူကစိတ်ချမ်းသာရေးချမ်းပေးစရာအောင်နဲ့ပြသနေပြီးဒေါသကိုထိန်းချုပ်ဖို့ချမ်းဖတ်မှုတွေကိုရှောင်ရှားပြီးငြိမ်းချမ်းရေးကိုရှာဖွေဖို့ကြိုးစားနေတာပါဘုံထဲမှာစကားပြောနေတာကတော့သူ့ရဲ့အလုပ်ရှင်ဖြစ်တဲ့မာရီယာပါမာရီယာကသူ့ကိုအလုပ်တစ်ခုအပ်ပါတယ်တကယ်တော့ဒီလုပ်ကတခြားလူသက်သမားတစ်ယောက်လုပ်ရမယ့်အလုပ်ဖြစ်ပေမဲ့အဲ့ဒီလူကဘိုင်းနာတယ်ဆိုပြီးခွင့်ယူသွားလို့လေဒီဘက်ကအစားဝင်လုပ်ပေးရတာပါမာရီယာကသူ့ကိုကံကောင်းစေမဲ့နာမည်ဝက်လေဒီဘက်ဆိုပြီးပေးလိုက်ပါတယ်သူ့ရဲ့တာဝန်ကရန်ရိုးရှင်းပါတယ်တို့ချိုကနေကျူတိုကိုထောက်ပါမဲ့ကြည်တံရထားပေါ်ကနေရထားစတစ်ကာလေးကတ်ထားတဲ့ငွေရောင်လက်ဆွဲအိတ်တစ်လုံးကိုဖုံးယူပြီးနောက်ဘူတာမှာပြန်ဆင်းလာဖို့ပါပဲတနက်တောင်မြူသွားခြင်းတော့တဲ့လေဒီဘက်ဟာအလွယ်လေးပြီးမဲ့ထင်ပြီးရထားပေါ်ကိုတက်လာခဲ့ပါတယ်ရထားပေါ်မှာသူတယောက်တည်းရှိနေတာတော့မဟုတ်ပါဘူးကီမူရာဆိုတဲ့ဂျပန်လူမိုက်တယောက်လည်းရထားပေါ်ရောက်နေပါတယ်သူ့ရဲ့သားငယ်လေးဝါတာရုဟာတိုက်ခေါင်မိုးပေါ်ကနေတွန်းချခံခဲ့ရလို့ဆေးရုံမှာသေလူမျိုးပန်းဖြစ်နေပါတယ်ဖခင်ဖြစ်သူအရာရဲ့အမိန့်နဲ့တပ်ပစ်သူကိုတွန်းချခဲ့တဲ့လူကိုရှာဖွေဖို့ဒီရထားပေါ်ကိုရောက်လာခဲ့တာပါနောက်ထပ်တွဲတစ်ခုမှာတော့ဒီမွန်နဲ့တန်ဂရင်းလို့ခေါ်တဲ့လူသက်သမားညီကို2ယောက်ရှိနေပါတယ်ဒီမွန်ကကလစ်ကာတွန်းကားကိုအရန်ယူသွပြီးလူတွေရဲ့စရိုက်ကိုအဲ့ဒီကာတွန်းတွေကရထားလေးတွေနဲ့ခိုင်းနိုင်တတ်ပါတယ်သူတို့ရဲ့တာဝန်ကတော့ပြန်ပြီးဆွဲခံထားရတဲ့ရုရှားမာဖီးယားခိုင်းချုပ်ကြီးဝိုက်တက်ရဲ့တားဖြစ်သူကိုကက်တင်လာခဲ့ပြီးတော့ပြန်ပြီးငွေတွေပါတဲ့ငွေရောင်လက်ဆွဲအိတ်နဲ့အတူတားဖြစ်သူကိုကျိုတိုဘူတာမှာရှိတဲ့ဝိုက်တက်စီကိုအသေးချပြန်အပ်ပေးဖို့ပါရထားပေါ်မှာကျောင်းသူပုံစံဝတ်ထားတဲ့မိန်းကလေးငယ်တယောက်လည်းပါလာပါတယ်။ကောင်မလေးကိုတော့ Brain လို့ခေါ်ပါတယ်။လေဒီဘက်ဟာရထားပေါ်ရောက်ချင်းပဲခရီးသည်တွေပြည်စည်းထားတဲ့နေရာကိုသွားလိုက်ပါတယ်။အဲ့ဒီမှာလီမွန်နဲ့ဒန်ဂရင်းတို့ထားခဲ့တဲ့ငွေရောင်လက်ဆွဲအိတ်ကိုအလွယ်တကူပဲရှာတွေ့သွားပြီးကောက်ယူလိုက်ပါတယ်။အလောက်ကပြီးသွားပြီဖြစ်လို့ရထားရက်တဲ့နောက်ဘူတာအရောက်မှာရထားပေါ်ကဆင်းဖို့တကားဝါကိုသွားလိုက်ပါတယ်။ဒါပေမဲ့ရထားတကားပွင့်သွားတဲ့အချိန်မှာပဲအပြင်ကနေတက်လာတဲ့မက်ဆီကိုလူသက်သမားဝူးနဲ့ပတ်ပင်းတိုးပါတော့တယ်။ဝူးကလေဒီဘက်ကိုမြင်လာတဲ့ချက်ချင်းပဲဒေါသတကြီးဝင်တိုက်ခိုက်ပါတယ်။အကြောင်းရင်းကတော့လွန်ခဲ့တဲ့လတွေကဝူးရဲ့မင်္ဂလာပွဲမှာသူ့ရဲ့ဇနီးတဲ့ပါဝင်မင်္ဂလာပွဲကိုလာတဲ့လူအလုံးမျက်လုံးကနေသွေးတွေထွက်ပြီးအစိမ့်တင်သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီပွဲမှာလည်းလေဒီဘက်ကစပွဲတို့အနေနဲ့ရှိနေတာကိုဝူကမှတ်မိနေပြီးသူ့မိမကိုတတ်တဲ့တရားခံလို့အထင်လွဲနေတာပါလေဒီဘက်ကညင်းပေမဲ့ဝူကလက်မခံပဲဓာတ်နဲ့အသေးလဲထိုးပါတယ်နောက်ဆုံးမှာဝူကဓာတ်နဲ့လမ်းပေါက်လိုက်တဲ့အချိန်အဲ့ဒါကလေဒီဘက်ကလိုက်တဲ့ငွေရောင်လက်ဆွဲအိတ်ကိုမှန်ပြီးအချိန်နဲ့ပြန်ကန်ထွက်လာကဝူရဲ့ရင်ဘတ်ကိုတဲ့တဲ့စိုက်ဝင်သွားပါတယ်ဝူတယောက်ပွဲချင်းပြီးသေဆုံးသွားပါတော့တယ်လေဒီဘက်ဟာလက်ဖြတ်သွားပြီးအလောင်းကိုကြီးတဲ့တယောက်အိတ်နေတဲ့ပုံစံမျိုးထိုင်ကုန်မှနေရာချထားပေးခဲ့ပြီးတော့လက်ဆွဲအိတ်ကိုပြန်ဝတ်ထားလိုက်ရပါတယ်အချိန်ထဲမှာပဲပထမတန်းတွဲထဲမှာကီမူရာဟာသူ့သားကိုတွန်းချခဲ့တဲ့တရားခံကိုလိုက်ရှာရင်းအစောနာကအကြောင်းသူဝတ်စုံတဲ့ကောင်မလေးကိုတွားတွေ့ပါတယ်ကီမူရာကဒီကောင်မလေးကိုတတ်ဖို့ကြိုးစားပေမဲ့ကောင်မလေးကလက်စိတ်လျှော့တိုက်တဲ့လက်နက်နဲ့ပြန်တိုးလိုက်လို့ကီမူရာလဲကျသွားပါတယ်ဒီကောင်မလေးကကီမူရာရဲ့သားလေးဝါတာရုကိုခေါင်းမိုးပေါ်ကနေတွန်းချခဲ့တာဟာသူကိုယ်တိုင်ဖြစ်ပြီးကီမူရာကိုလည်းရထားပေါ်ကိုရောက်လာအောင်အကွက်ဆင်ခဲ့တာဟာသူပဲလို့ပြောပြပါတယ်စီယုံမှာရှိနေတဲ့ဝါတာရုရဲ့ဂရင်ဘေးမှာသူမရဲ့လူတစ်ယောက်ကိုစောင်းခိုင်းထားပြီးသူမသတ်မှတ်ထားတဲ့အချိန်အတွင်းဟုံးမဆက်ရင်ကလေးကိုတပ်ပစ်ဖို့အမိန့်ပေးထားပါတယ်ဒီကောင်မလေးကကီမူရာဟာဝိုက်တက်ရဲ့လက်အောက်မှာအလုံးလုံးနေမှန်းသိလို့ဝိုက်တက်ကိုလှုပ်ကြံတပ်ပြတ်ပေးဖို့ကီမူရာကိုအကြက်ကင်ခိုင်းစီပါတော့တယ်ဒါပြင်သူရဲ့အသက်အန္တရာယ်ကြောင့်ကီမူရာတယောက်ဒီကောင်မလေးခိုင်းတဲ့အတိုင်းလုပ်ရမယ့်အချိန်ကြီးရောက်သွားပါတော့တယ်ဟိုဘက်တွဲမှာတော့လီမွန်နဲ့ဒန်ဂရင်းတို့ဟာသူတို့ထားခဲ့တဲ့ငွေရောင်လက်ဆွဲအိတ်ပြောက်သွားတာကိုသိလိုက်ရပါတယ်အိတ်ကိုလိုက်ရှာဖို့အစီအစဉ်ဆွဲပြီးဝိုက်တက်ရဲ့သားဖြစ်သူရှိတဲ့ခုံကိုပြန်လာမှာတော့သားဖြစ်သူဟာမျက်လုံးတွေကနေသွေးတွေထွက်ပြီးသေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ဒီအစိတ်ဟာလွန်ခဲ့တဲ့လတွေကဝူရဲ့မင်္ဂလာပွဲမှာသုံးခဲ့တဲ့အစိတ်မျိုးနဲ့ပုံစံတူနေတာကိုတွေ့လိုက်ရပါတယ်။ဒီကိုနှစ်ယောက်ဟာအိရောသူတို့ဆောင်းရှောက်ရမယ့်သူပါသေဆုံးသွားလို့ပြရခတ်သွားပါတော့တယ်။တန်ဂရင်းဟာအိတ်ကိုလိုက်ရှာရင်းခုနကလက်စိတ်ကျသက်တိုးတဲ့ကောင်မလေးနဲ့ဆုံးပါတယ်။အဲဒီကောင်မလေးကကလေးမလေးဟန်ဆောင်ပြီးမျက်မှန်တဲ့လူဟာအိတ်ကိုယူသွားတယ်လို့လမ်းညွှန်လိုက်ပါတယ်။အဲဒီနောက်တန်ဂရင်းနဲ့လီမွန်တို့ခွဲရှာကြပါတယ်။လေဒီဘက်ဟာရထားဘော်ကဝိုင်းတဲ့ရဲ့သားရှိတဲ့အတွဲမှာပဲလီမွန်နဲ့ဗတ်ပင်းတိုးပါတယ်။လေဒီဘက်ကရထားဘော်ကဆင်းခွင့်ပေးမယ်ဆိုရင်အိတ်ကိုပြန်ပေးမယ်လို့ကမ်းလှမ်းပါတယ်။ဒါပေမဲ့လီမွန်ကလေဒီဘက်ကိုဝိုက်တဲ့ရဲ့သားကိုတတ်တဲ့သူလို့တန်တရားဝင်နေပါတယ်
လီမွန်ကမင်းတယောက်ယောက်ကိုတတ်ခဲ့တယ်မလားလို့မေးလိုက်ရမှာလေဒီဘက်ကသူတတ်မိခဲ့တဲ့ဝုကိုမေးတယ်ထင်ပြီးတော့မတော်တဆဖြစ်သွားတာလို့ဝန်ခံလိုက်မိပါတယ်လီမွန်ကကလေးကိုတတ်တယ်လို့ထင်လွတ်သွားပြီးလေဒီဘက်ကိုအသေးလဲတိုက်ခိုက်ပါတော့တယ်တပ်ပုတ်ကြရင်နဲ့လီမွန်သတိလစ်သွားပါတယ်သတိပြန်လည်လာချိန်မှာတော့လေဒီဘက်ရဲ့အမှုချင်းတွေကိုကြည့်ပြီးလေဒီဘက်ဟာကလေးကိုတတ်တဲ့တရားခံမဟုတ်ဘူးဆိုတာသူသဘောပေါက်သွားပါတယ်ဒီချိန်မှာကောင်မလေးနဲ့ကီမူရာတို့ဟာလေဒီဘက်ဝတ်ထားတဲ့လက်စွပ်အိတ်ကိုရှာတွေ့သွားပါတယ်။ကောင်မလေးကအိတ်ထဲကိုဖွင့်လိုက်တာနဲ့ပေါက်ကွဲမဲ့ဘုံကိုတက်ဆင်လိုက်ပါတယ်။ပြီးတော့ကီမူရာရဲ့တနက်ကိုလည်းအကယ်၍ပြစ်လိုက်ရင်ကြည်သံမထွက်ပဲပြောင်းဝကနေပြန်ပေါက်ကွဲမဲ့ထောင်ချော်မျိုးလှုပ်ထားလိုက်ပါတယ်။ဒါတွေအားလုံးဟာဝိုက်တက်ကိုလှုပ်ကြံဖို့အတွက်ပါပဲ။လေဒီဘက်ဟာရှေ့ဆက်သွားရင်တန်ကွင်းနဲ့ထပ်ဆုံပြီးအကြီးအကျယ်ချကြပြန်ပါတယ်။လေဒီဘက်ကတန်ကွင်းကိုယထာပြင်ဘက်ကိုခံချလိုက်ပြီးမဲ့တန်ကွင်းကယထာမှန်ကိုထူခွဲပြီးပြန်တက်လာပါတယ်။တန်ကွင်းကလေဒီဘက်စီမှာအိတ်မရှိတော့ဘူးဆိုတာရောဝိုက်တက်ရဲ့သားကိုမတက်ခဲ့ဘူးဆိုတာကိုပါသိသွားပါတယ်။ဒါပေမဲ့ဝိုက်တက်စီမှာအပြစ်ဖြေဖို့တရားခံတယောက်လိုနေတဲ့အတွက်လေဒီဘက်ကိုဖမ်းခေါ်သွားဖို့ကြိုးစားပါတော့တယ်လီမွန်ဟာအိတ်ကိုလိုက်ရှာရင်ကောင်မလေးနဲ့ကီမူရာတို့နှစ်ယောက်တူရှိနေတာကိုတွေ့တော့ပါတယ်။ကောင်မလေးကကလေးမလေးပုံစံဖမ်းပြီးငိုပြလိုက်တဲ့အတွက်လီမွန်ကကီမူရာဟာဒီကောင်မလေးကိုပြန်ပေးဆွဲထားတယ်လို့ထင်သွားပါတယ်။ကီမူရာကတနက်ကိုထုတ်ဖို့လှုပ်လိုက်ချိန်မှာပဲလီမွန်ကကီမူရာကိုတနက်နဲ့ပစ်ချလိုက်ပါတယ်။ဒါပေမဲ့လီမွန်ဟာလေဒီဘက်အစောပိုင်းကခိုးထည့်ထားတဲ့အိတ်ဆေးပါတဲ့ရေဘူးကိုတောင်းမိသွားလို့ရုတ်တရက်သတိလစ်ပြီးလဲကျသွားပါတယ်။အဲ့ဒီအခွင့်အရေးကိုယူပြီးတော့ကောင်မလေးကလီမွန်ရဲ့ရင်ဘက်ကိုတနက်နဲ့ပစ်ကကီမူရာရောလီမွန်ရောကိုပါရေချိုးကန်နဲ့ဆွတ်သွင်းပြီးဝတ်ထားလိုက်ပါတယ်။နောက်ပိုင်းမှာလေဒီဘက်ကဟောနက်လို့ခေါ်တဲ့အမျိုးသမီးလူသားသမားနဲ့ထပ်တွေ့ပါတယ်။သူမဟာရထားပေါ်မှာကာတွန်းအယုတ်ဝတ်စုံကြီးဝတ်ပြီးဟန်ဆောင်နေတာပါ။သူမကမျက်လုံးကသွေးထွက်စေတဲ့မွေစိတ်ကိုတုပ်ပြီးဝိုက်တဲ့ရဲ့သားကိုတတ်ခဲ့သူဖြစ်တယ်လို့ဝီရဲ့မင်္ဂလာပွဲကိုအစိတ်ခတ်ခဲ့တဲ့သူကလည်းသူမပါပဲ။သူတို့နှစ်ယောက်တပ်ပုတ်ကြရင်းနဲ့ဟောနက်ကလေဒီဘက်ကိုအစိတ်ရက်နဲ့ထိုးလိုက်တယ်လို့လေဒီဘက်ကလည်းဟောနက်ကိုပြန်ထိုးလိုက်မိလို့နှစ်ယောက်လုံးအစိတ်မိသွားပါတယ်။ဒီဘိုးဆက်ကပိုင်းလိုမှာလေဒီဘက်ကဟောနက်စီကနေဖြစ်စည်းကိုလူယူပြီးသူ့ကိုယ်သူထိုးကကဲတင်လိုက်ပြီးနောက်ဟောနက်ကိုတော့အသေးခံခိုင်းလိုက်ပါတယ်။ထိုချိန်မှာပဲတန်ကွင်းဟာရေချိုးကန်းထဲကသွေးထွက်နေတဲ့လီမွန်ကိုတွေ့သွားပါတယ်။လီမွန်ဟာသတိမလစ်ခင်ဒီကောင်မလေးကိုလူဆိုးလိုတတ်မှတ်ပြီးသူ့ရဲ့စတေကာကိုကောင်မလေးရဲ့ကြောဘက်မှာကပ်ပေးခဲ့ပါတယ်။ဒါကိုတန်ကွင်းကမြင်သွားပြီးဒီကောင်မလေးဟာကြိုးကင်နေတဲ့တရားခံမှရိပ်မိသွားပါတယ်။တန်ကွင်းကကောင်မလေးကိုတနက်နဲ့ပြစ်ဖို့ချိန်လိုက်ပေမဲ့အဲ့ဒီချိန်မှာလေဒီဘက်ကရောက်လာပြီးကောင်မလေးကိုအပြစ်ကင်းတဲ့ကလေးမလေးလိုထင်နေစေဖြစ်တာကြောင့်ဝင်တားလိုက်ပါတယ်။လုံထွေးတက်ဖို့ရင်တနက်ပြောင်းဝလဲသွားကတန်ကွင်းကလေဘင်းကိုကြည်မှန်ပြီးတေဆုံးသွားပါတယ်။နောက်ဘူတာမှာတော့ကီမူရာရဲ့အဖေအဲရာကယထာပေါ်ကိုတက်လာပါတယ်။ကောင်မလေးကအဲရာကိုပါထပ်ပြီးကလေးမလေးဟာတောင်းကလိန်ညာဖို့ကြိုးစားပေမဲ့အဲရာကသူမရဲ့အတန်ကိုကြားရတဲ့ဘယ်လိုလဲဆိုတာကိုသိလိုက်ပါတယ်။အဲရာကသူမြေးလေးဝန္တာရုဟာဘေးကင်းသွားပြီဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။အကြက်ကင်ရမရှိတော့တဲ့ကောင်မလေးဟာချက်ချင်းပဲထွက်ပြေးသွားပါတယ်။အဲရာကလေဒီဘက်ကိုသူ့ရဲ့အတိတ်အကြောင်းရှင်းပြပါတယ်။သူဟာအရင်ကမီနီဘီစီလို့ခေါ်တဲ့ယာကူဇာကိုင်းမှာယာရုကြီးတဲ့အကြီးကဲတယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဝိုက်တက်ကသူတို့ကိုင်းထဲကိုဝင်ရောက်လာပြီးနောက်ဆုံးမှာတစ္ဆာဘောက်ကမီနီဂီရှိကိုရောဂိုင်းသားတွေကိုပါအကုန်တက်ပြီးဂိုင်းကိုသိမ့်ပိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဝိုက်တက်ဟာအဲရာရဲ့ဇနီးတွေကိုပါရဲရဲဆက်ဆက်တက်ပစ်ခဲ့ပါတယ်။အခုဂျိုဒိုဘူတာမှာဝိုက်တက်ရောက်လာမှဖြစ်လို့ကလေးစားချေဖို့သူဒီရထားပေါ်ရောက်လာတာပါ။အဲ့ဒီနောက်ရေချိုးကန်းထဲမှာလီမွန်နဲ့ကီမူရာတို့ဟာအသက်ရှင်နေရှိသေးကြောင်းရှာတွေ့သွားကြပါတယ်။လီမွန်ဟာကြီးကအင်ကြီးဝတ်ထားလို့မတည်ခဲ့တာပါ။ခုဆိုရင်လေဒီဘက်အဲရာလီမွန်နဲ့ကီမူရာတို့၄ယောက်ပူးပေါင်းသွားပြီးဂျိုဒိုဘူတာမှာစောင့်နေမဲ့ဝိုက်တက်ကိုအတူတူရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ရထားကြီးဂျိုဒိုဘူတာကိုဆိုက်ရောက်လာပါပြီ။ဝိုက်တက်ဟာသူ့ရဲ့လက်နက်ကင်လူမိုက်တပ်ဖွဲ့ကြီးနဲ့အတူဘူတာယုံမှာစောင့်နေပါတယ်။လေဒီဘက်ကဝိုက်တက်စီကိုလက်ဆွဲအိမ်သွားပေးလိုက်ပါတယ်။ဒီချိန်မှာကောင်မလေးရောက်လာပြီးသူမဟာဝိုက်တက်ရဲ့သမီးရင်ဖြစ်ကြောင်းပေါ်လွင်သွားပါတယ်။သူမဟာဖခင်ဖြစ်သူကသူမကိုအတိမတ်မပြုလို့မုန်းတီးနေပြီးဖခင်ကိုဒေးစေခြင်းလို့ကီမူရာရဲ့ထောင်ချောက်ဆင်ထားတဲ့တနက်နဲ့သူမကိုပြစ်ဖို့စိန်ခေါ်မျိုးဆွဲပါတယ်။ဒါပေမဲ့ဝိုက်တက်ကသမီးဖြစ်သူကိုတနက်နဲ့မပြစ်ခဲ့ပါဘူး။ဒီချိန်မှာဝိုက်တက်ကရထားပေါ်ကပြည့်ပြည့်တွေအားလုံးကိုသူကိုယ်တိုင်ချိုးကင်ခဲ့ကြောင်းနဲ့အမှန်တရားကိုဖွင့်ချလိုက်ပါတယ်။ကြောင်းရင်းကတော့ဒီလူသက်သမားတွေအားလုံးဟာသူ့ရဲ့ချစ်လာစွာသောဇနီးတဲ့တည်ဆုံးမှုမှာတနည်းနည်းနဲ့ပတ်သက်နေလို့သူတို့ကိုရထားတစ်စီးထဲပေါ်တင်ပေးပြီးသူတို့အချင်းချင်းပြန်လည်တက်ဖြတ်ကြအောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ဝိုက်တက်ရဲ့တပည့်တွေကကောင်မလေးထောင်ချောက်ဆင်ထားတဲ့လက်ဆွဲအိတ်ကိုဖွင့်လိုက်တဲ့အခါမှာကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်သွားပြီးလေဒီဘက်နဲ့ဝိုက်တက်တို့ရထားပေါ်ကိုအချိန်နဲ့လွှင့်ဆင်ချသွားပါတယ်။ဝိုက်တက်ရဲ့ကြမ်းရှိနေတဲ့တပည့်တွေရထားပေါ်တက်လာပြီးလေဒီဘက်လီမွန်ကီမူရာတို့နဲ့အကြီးကျယ်တိုက်ပွဲဖြစ်ကြပါတော့တယ်။အဲရာဟာဝိုက်တက်နဲ့ဓာရေးရှင်ပြိုင်တိုက်ခိုက်ပါတယ်။ရထားမောင်းတဲ့သူမရှိတော့တဲ့အပြင်တိုက်ပွဲတွေကြောင့်ရထားကြီးဟာအရှိန်လွန်ကလမ်းကြောင်းချော်ပြီးကျူတိုမြို့လေကောင်ထဲကိုဝင်တိုက်မိကအစိတ်စိတ်မောင်မှာပြက်ကျသွားပါတော့တယ်။ရထားပြက်ကျသွားတဲ့အခါပျက်စီးတွေကြားထဲကနေဝိုက်တက်ဟာအသက်ရှင်လျက်ထွက်လာခဲ့ပါတယ်။သူ့ရင်ဘက်မှာအဲရာရဲ့ဓာဆိုင်ဝင်နေလျက်ပါပဲ။သူကလေဒီဘက်ကိုတွေးတာနဲ့တက်ပြစ်ဖို့ကြိုးစားပြီးဓာမှာကျနေတဲ့တနက်ကိုကောက်ကင်လိုက်ပါတယ်။
အဲ့ဒီတနက်ကအစောပိုင်းကကီမူရာထောင်ချောက်ဆင်ထားတဲ့တနက်ဖြစ်နေလို့ White Death ကခလုတ်ကိုဆွဲလိုက်တာနဲ့ပြောင်းဝကနေနောက်ကိုပြန်ပေါက်ကွဲပြီး White Death ဟာသူ့ကိုယ်သူတတ်မိတယ်လို့ဖြစ်ကခေါင်းပွင့်ထွက်ပြီးသေဆုံးသွားပါတော့တယ်အရာအားလုံးပြီးဆုံးသွားပြီလို့ထင်ရချိန်မှာအစောပိုင်းကထွက်ပြေးသွားတဲ့ကောင်မလေးဟာစစ်တပ်ကြီးတစ်လက်ကင်ပြီးရောက်လာပါတယ်သူမက Lady Bird ကီမူရာနဲ့ Era တို့၃ယောက်ကိုတနက်နဲ့ချိန်ကသူမသာလျှင်အခု White Death အသစ်ဖြစ်ပြီးအားလုံးကိုတက်ပြစ်မယ်လို့ကြောဝါချင်းချောက်ပါတော့တယ်ဒီလိုကြောဝါနေတဲ့မှာပဲရုတ်တရက်လိမ်မော်သီးတွေအပြစ်တင်လာတဲ့ Tracker တစ်စီးကလမ်းဘေးကနေအချိန်နဲ့ဝင်တိုက်သွားလို့ကောင်မလေးတစ်ယောက်ပွဲချင်းပြီးလွတ်စင်သေဆုံးသွားပါတော့တယ်အဲဒီကားကိုမောင်းလာတဲ့သူကတော့ရထားပေါ်ကနေရေထဲကိုလွင့်ကျသွားခဲ့တဲ့လီမိုဖြစ်ပြီးသူ့အကိုတန်ကွင်းအတွက်အကောင်းဆုံးလက်သားချေလိုက်ပေးတာဖြစ်ပါတယ်နောက်ဆုံးမှာတော့ Maria ဟာကားနဲ့ရောက်လာပြီး Lady Bird ကိုလာခေါ်သွားပါတော့တယ်ဂျပန်အာဏာပိုင်တွေကဒူဂျိုမျိုးလေကောင်ကရထားပြတ်ကျထားတဲ့ပျက်စီးတွေကိုရှင်းလင်းမှုရောက်လာချိန်မှာအမြဲတမ်းကန်ဆိုးရတဲ့လို့ထင်ရတဲ့ Lady Bird တယောက်တေဘေးကနေအံ့ဖွယ်လွတ်မြောက်သွားတဲ့ပုံစံနဲ့ပဲဇလန်းလေးကိုအဆုံးသတ်ထားပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းခုလို recap စကားကောင်းတွေကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်ထပ်ဘယ်ကား recap လုပ်ပြရမလဲဆိုတာကိုလည်း comment မှာရေးသွားခဲ့ကြပါဦးနော်